ဒါဒီလောကကိုကြောင့်ဒီကဒါဒီလိုရဖြစ်တဲ့နေမရောက်တော့တဲ့ဒါနတိယသမာဓိပညာကုသိုလ်တွေကိုလုပ်ပြီးတော့ဒါရှိမရှိတဲ့နိဗ္ဗာန်ကိုဒါဆိုတော့လုပ်တယ်အဲ့ဒီဘက်မှာကိုပေါင်းတော့ရမှာရှိတဲ့မုံမျိုးတို့ပေါ့စီဒါခုဒီကနေ့တို့ချက်ပေါင်းတော့ရတဲ့တရားကိုသံဃာတော်တို့အားတို့ရင်ပြောရမယ်နော်တို့ရင်ဩဝါဒပေါ့နော်ကိုကတော့ဓမ္မဂီတိဝိဟာရဆိုတဲ့လူတို့ထည့်ရတော့သဗ္ဗတိတိဓမ္မဂီတိဝိဟာရလို့ပြောတော့အလုံးစုံဒီကြောင်းကြီးအကုန်လုံးပြည့်စုံပြီဘာမှလိုနေသေးမရှိတယ်ပါလေသဗ္ဗတိတိမဖြစ်ဘူးလားဖြစ်တယ်ဒါကြောင့်ဓမ္မဂီတိတရားကြီးဟူသောတောင်းတဲ့လူတွေဝိဟာရကြောင်းကြီးပဲတရားကြီးဒီတောင်းကြီးကြီးတွေဘယ်ကနေပြောလို့ပေါ့ဒီကဓမ္မတိတော့ပေါတော်ရမှာဓမ္မတိတွေတောင်းကြီးလို့ပြောတယ်ဒီကြောင်းကြီးကိုဆောင်းလို့ပြုရတဲ့ဘဝမှာနော်ကိုကပေါတော်ရမှာနေတဲ့ဉာဏ်ယောဂီရှင်ယောဂီအကုန်လုံးပေါ့ယောသားရဲ့ငញ្ញယောဂီတွေအကုန်လုံးဘုရားရဲ့အဆုံးအမတိုင်းနေဦးပါပဲအဲ့ဒါဘုရားရဲ့အဆုံးအမတိုင်းနေတယ်ပြောပါမယ်နဲ့သီလတိတ်တုတရမောသီလတိတ်တုတရမောတရမသုံးပြသာသနာတိသီလကာလသောင်းပေါင်းများစွာကြာအောင်တိတ်တုပေါတော်ရတဲ့နေကြကုန်သောရှင်ယောဂီယဟန်ယောဂီရှင်ယောဂီမျိုးသားယောဂီမျိုးတော်ကြီးမျိုးနဲ့တိတ်တုနိဗ္ဗာန်ရတဲ့ထီအောင်ဒီပါစေလို့ပဲသီလတိတ်တုတရမောတရမသုံးပြသာသနာတိတရမကပရိယတိတရမပရိယတိပရိပတ်တိပရိဝေကတရမပြီးတော့သီလသမာဓိပညာဆိုတဲ့တရမဆိုတဲ့သာသနာတော်ဒီသီလကာလအန်ချောင်းများစွာကြာအောင်ဘယ်မှာတရားမှာလဲအောင်တော်ရမှာရှိတယ်ဉာဏ်ယောဂီသာမဏေယောဂီပြီးတော့နိုင်ငံယောဂီနိုင်ငံသားယောဂီတွေပေါ်မှာတည်ဖို့မလိုဘူးလားလိုပါတယ်ခင်ဗျာဘုရားသာဟုတ်တိရတိတ်တုတရမောဒါလေးကိုမြဲတမ်းထားပြီးတော့အဲ့တိရတိတ်တုတရမောဖြစ်အောင်ဒါနေတဲ့ကိုရတယ်ပြီးတော့ပြောပါမယ်သီလတိတ်သီလအဓိကတော့သီလသမာဓိပညာပါပဲသီလသမာဓိပညာသိက္ခာ၃ပါးဖြင့်ဒီတော်ကသင်္ကြန်တဲ့ဘုရားရဲ့အဆုံးအမသာသနာတော်ကြီးမပြောက်တော့ပါဘူးသာသနာပြုတာကိုတို့ရဲ့သာသနာဘယ်မှာပြုမလဲကိုယ်မှာတည်အောင်ဗဇတ်မှာတည်အောင်စိတ်မှာတည်အောင်လေ့ကျင့်တော်မှာကာယကံနဲ့ဝိကံကိုသီလသာသနာနဲ့သီလသိက္ခာနဲ့ကျင့်ရင်သီလသာသနာပြုရတယ်မနောကံကိုတော့သမာဓိသာသနာပညာသာသနာသမာဓိသိက္ခာပညာသိက္ခာတွေပြည့်မှတာတဲ့မနောကံကကောင်းပဲကျင့်တတ်ဖို့ရအတွက်ဉာဏ်တော်မှာညွှန်ကြားတဲ့အတိုင်းဘုရားညွှန်ကြားတဲ့အတိုင်းကအမြဲတမ်းသာသနာပြုဖို့သာသနာကြည့်ပြီးဆိုရင်ကာယကံဝိကံမှာသီလဝိသုဒ္ဓိဖြစ်ဖို့ရအတွက်သီလသိက္ခာဘုဒ္ဓလူသီလယဟန်သီလပါဠိပေါက်ကသံဝရသီလတွေကယဟန်တော်ရဲ့သီလတွေပါပဲအဲ့ဒီသီလတွေဘုရားမြတ်ဒီကာယကံဝိကံကောင်းဖို့ပဲသုံးပါတယ်ကာယကံဝိကံကောင်းဖို့ရအတွက်သီလသာသနာသီလသိက္ခာနဲ့၄ပါးသီလသာသနာပြုပါကဲမနောကံကောင်းဖို့ရအတွက်ဘာသာသနာပြုရမှာလဲသမာဓိသာသနာပညာသာသနာသမာဓိကျင့်တဲ့ကျင့်ရမယ်သမာဓိကျင့်တဲ့ကမ္မထံပေါင်း40ရှိတယ်ပါရမီ10ပါးနဲ့မှာတော့သမာဓိကျင့်တဲ့ကခုလောက်ရှိတယ်နိဂမပစ္စဒိဋ္ဌဝိရိယခန္တီမေတ္တာဥပ္ပခဒါလည်းသမာဓိကျင့်တဲ့တွေပါပဲသမာဓိကုသိုလ်တွေကိုကြောကျင့်ကျင့်တတ်ပြီးဆိုရင်တော့မနောမှာသမာဓိသာသနာကြည့်တယ်အဲ့လိုမှမကျင့်ရင်သာသနာကြည့်လားမတည်ဘူးဒါကြောင့်သာသနာပြုတာပါစီသမာဓိသာသနာဘယ်မှာပြုပါလဲမနောမှာပြုတယ်အချုပ်ကတော့ပညာသာသနာပညာကျင့်တဲ့နေရာမှာပညာသာသနာမနောမှာကြည့်တယ်ပညာသာသနာကအဓိကတော့30ဘုံလုံးခန္ဓာကိုယ်အတ္တနဲ့အစ္ဆဒဘိကအကုန်လုံးတောင်းကြီးမြေက30ဘုံလုံးကြည့်တော့ပါလေရုပ်အစုဘုံ
နာစုပုံမရှိတယ်ယုံနာကလွယ်နေအာမမရှိပရမတ္ထယုံနာတွေကိုသိအောင်လုပ်ပါအဲပရမတ္ထယုံနာတွေကိုသိပြီးတော့အနိစ္စဒုက္ခအနတ္တနေဓမ္မမှာနေသောအမှာဆိုရင်နာသမီသောအတ္တလို့အမှန်တရားတွေကိုသိနေပြီဆိုရင်ပညာသာသာပဲမှတည်ရတယ်မနောမှတည်တယ်ဝိပဿနာပေါ့ဝိပဿနာဆိုတာကမြင်နေရတဲ့အထူးမြင်တဲ့အသိဉာဏ်လို့မယ်ပညာသာသာပဲမှပြုမလဲမနောမှပြုမယ်ပါကျင့်တယ်ဝိပဿနာကျင့်တယ်ပါယုတ်တိနာလေးယူဘပရိက္ခဉာဏ်ကတည်းကနာမပရိက္ခဉာဏ်နာမရူပပရိက္ခနာမရူပဝါဒနာဉာဏ်ပစ္စယပရိက္ခဉာဏ်နောက်ပိုင်းမှာဝိသုဒ္ဓိကုဏဘာနဲ့တော့ပေါ့နော်မေဃမဂဉာဏတတဝိသုပရိပရာဉာဏဉာဏတတဝိသုဒ္ဓိဖြစ်အောင်ပညာကျင့်တဲ့တွေကိုကျင့်သွားပြီဆိုရင်ပညာသာသနာမနောမှတည်တယ်မနောမှသာသနာပြုတတ်ပါစေအဲကြောင့်ဘုရားရဲ့အဆုံးအမသီလသာသနာသမာဓိသာသနာပညာသာသနာသည်သီလကာလအချိန်9000မကထောင်ပေါင်းများစွာပြည့်အောင်တိတ်တဲ့သူပဲမှတရားမှလည်းအောက်တော့ရမှရှိကြတဲ့ယောဂီတို့ပုံမှာဒီပုံမလို့ဘူးလားအောက်တော့ရတယ်မဟုတ်ဘူးတကဘာလုံးမှရှိတဲ့ဘုရားတကဘာလုံးမှရှိတဲ့နော်သတ္တဝါအလုံးတို့မှာဘုရားရဲ့အဆုံးအမတွေဒီပုံမလို့ဘူးလားကဲဒါနာပြုမယ်ပုံမှပြုမယ်ဒါနာပြုရမယ်ဆိုမကောင်းလားပြတ်ကာနာလေပုံမှဒီပုံတွေမဟုတ်ဘူးဒါနာသူများကိုဒီပုံလုပ်ဖို့မလို့ဘူးလားတို့ရတယ်ဒါကြောင့်ဘုရားရဲ့အဆုံးအမတွေတိုင်းနေနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့ဘုရားရဲ့စည်းကမ်းချက်တွေနဲ့ဝိနည်းစည်းကမ်းရှိတယ်တိုက်တာစည်းကမ်းတွေရှိပါတယ်နော်အဲဒီစည်းကမ်းတွေနဲ့နေနိုင်ဖို့အရေးကြီးတယ်နေဖို့အရေးကြီးတယ်နေမှသာလည်းဘာဖြစ်မှာလဲကာယကံဝစီကံမနောကံတွေစင်ကြယ်မယ်အဓိကတော့ကာယဥစ္စရိုက်၃ပါးဘုန်းနဲ့လို့မနောမှာဘယ်နှခုလဲပါဏိပါဒအာဒိနာဒါနကာမတုဝိသသာရကာယဥစ္စရိုက်၃ပါးဝစီဥစ္စရိုက်၄ပါးပါလဲပဒံနဲ့မကောင်းတာပြောတာပဲခေါ်လဲမုဒ္ဒဝါဒပိကုဏဝါစာသုဒ္ဓဝါစာသမ္မပလပါဒရဝစီဥစ္စရိုက်၄ပါးကိုရှောင်အောင်ရှောင်မှတ်တယ်လေသမ္မာဝါစာမဲ့ကြရမယ်သမ္မာကမ္မတမဲ့ကြသီလမဲ့ကြ၃ပါးပြည့်နေတဲ့သမ္မာအာဇီဝမဲ့ကြရမယ်တိက္ခာဘုဒ္ဓရှိတယ်အဲဒီတိက္ခာဘုဒ္ဓကိုသမ္မာအာဇီဝဖြစ်ဖို့လူကြီးကာယကံဝစီကံကောင်းပြီးတော့ရှားဖို့အဲ့ဒါတိက္ခာဘုဒ္ဓရဲ့သမ္မာအာဇီဝမဲ့ကြရဖို့သီလမဲ့ကြ၃ပါးနောက်ပိုင်းမနောမှာကတော့သမာဓိမဲ့ကြပညာမဲ့ကြရဖို့ရတဲ့မနောကံကောင်းဖို့ရတဲ့သမ္မာဝါယမသမ္မာတတိသမ္မာသမာဓိဆိုတဲ့သမာဓိမဲ့ကြရအောင်နေရမယ်မဲ့ကြ7ပါးကျင့်တယ်ကျင့်မယ်ဆိုရင်ပါလေသမာဓိမဲ့ကြကသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိတဲ့သမာဓိကျင့်တဲ့ကမ္မထံပေါင်း40တဲ့ပါအာယုရဖို့လို့နော်အဲ့ဒါကိုသိအောင်ကြိုးစားနေတာကသမ္မာဝါယမအဲ့အာနာပါနပြောပါတော့နော်အာနာပါနကိုသိအောင်ဝင်နေထွက်နေကိုသိအောင်ကြိုးစားနေတာပါလေသမ္မာဝါယမဝင်နေထွက်နေကိုမမင်းပြောက်တာပါလေသမ္မာတတိဝင်နေထွက်နေကိုမသိရောက်နေတာသမ္မာသမာဓိတဏှာရောက်နေရဲ့တဏှာဤသာသနာမတည်ဘူးလားဘာလို့တွေ့ရလဲသမာဓိကိုတွေ့ရတယ်အဲ့လိုမကျင့်ရလားမရဘူးသာသနာပြုတတ်ပြီလားဘာသာသနာလဲသမာဓိသာသနာသမာဓိသာသနာကသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိဖြစ်အောင်လုပ်ပါလေကမ္မဋ္ဌာန်းအာယုန်လေးတော့အများကြီးကမ္မဋ္ဌာန်းတွေတော့လေ40ရှိပါတယ်ကမ္မဋ္ဌာန်း40တဲ့မကောက်ပါအများကြီးပါပဲနော်အဝါရည်လည်းအများကြီးရှိပါတယ်အဲ့ဒါကိုသိချင်တာတော့ပဲအဲ့သမာဓိကျင့်တဲ့သမာဓိသာသနာမပြောင်းတော့ပေါ်ရတယ်သမာဓိကျင့်တဲ့ကိုကျွမ်းကျင်ကျင့်နေအောင်ဆရာသမားတွေသင်ကြားတဲ့အတိုင်းကျွတ်တာအခုနေတဲ့ပါလိမ့်နော်ပညာသာသနာကတော့ပညာကျင့်တယ်ကသမာဓိနဲ့သမာဓိကပါနော်သမာဓိပညာမဲ့ကြမှာပါလေသုံးနှစ်ပါးသမာဓိသမာဓိဆိုတာကဒုက္ခဉာဏ်ဒုက္ခသမုဒယဉာဏ်ဒုက္ခនិရောဓဉာဏ်ဒုက္ခនិရောဓဂာမိနိပရိဒါယဉာဏ်ဒုက္ခချုပ်ကကြောင့်ကြောင့်အကျင့်ကိုသိတာလေသမာဓိဉာဏ်ရဖို့လိုတယ်ဒုက္ခဉာဏ်ဒုက္ခကိုသိတာကိုပါလေသမာဓိဒုက္ခဆိုတာကယုံနာပဲယုံနာ၅ပါးယုံနာကိုအကျဉ်းချပြီးတော့ခန္ဓာ၅ပါးခန္ဓာ၅ပါးအကျဉ်းချပြီးတော့အာရဏ12ပါးအာရဏ12ပါးအကျဉ်းချပြီးတော့ဓာတ်18ပါးပဲအဲ့ဒါကဒုက္ခသစ္စာပဲ
ဒုက္ခသစ္စာထိုက်တဲ့တရားတွေကိုသူကတာမာဒိဋ္ဌိဉာဏ်ရပေါ်ရတယ်သိရမယ်ပါလေလေယုံနာပဲယုံနာလေးသိအောင်လို့တာမာဒိဋ္ဌိဉာဏ်ရတယ်သုံးတဲ့ဘုံလုံးကိုကြည့်တော့ယုံနဲ့နာပဲရှိတယ်ယုံနာကဘာသစ္စာလဲဒုက္ခသစ္စာပရမတ္ထတရားတွေကယုံနဲ့နာပဲပရမတ္ထအောင်ပြရမယ်ယုံနာသိအောင်ပဲယုံနာသိဘာသစ္စာလဲဒုက္ခသစ္စာဒုက္ခကဘုရားကလူတိုင်းသိကြတော့အနေကလည်းလူလိုပဲဒုက္ခလည်းလူလိုပဲပရမတ္ထတရားတွေရဲ့လက္ခဏာကပါလေအနေစာဒုက္ခအနတ္တအဲ့ဒါကိုအစွဲကင်းအောင်အတ္တတွေမာနတွေဒိဋ္ဌိတွေကင်းမှုရအတွက်ငါဥစ္စာငါလည်းပြန်မဟုတ်ဘူးလို့ရှုနေရမှာအဲ့ဒါရှုနေပြီဆိုတော့တာမာဒိဋ္ဌိဉာဏ်မရဘူးလားရတယ်အဲ့ဒုက္ခကကိုယ်ကြောင့်ဖြစ်တယ်လည်းမဟုတ်ဘူးသူများကြောင့်လည်းမဟုတ်ဘူးပါဠိကြောင့်ဖြစ်တယ်လည်းမဟုတ်ဘူးအကြောင်းမရှိဘဲနဲ့ဖြစ်တယ်လည်းမဟုတ်ဘူးအမှန်ကိုသိဖို့လိုတယ်ဒုက္ခကဗရဏဏိကတော့တဏှာပဲတဏှာကတဏှာဆိုတော့တွေ့တာမှုတွေပေါ့နော်ဗရဏဏိအကုန်လုံးကိုပြည့်အောင်ပြောမယ်ဆိုအဝိဇ္ဇာလည်းဒုက္ခဖြစ်ကြောင်းတဏှာလည်းဒုက္ခဖြစ်ကြောင်းဥပါဒဏ်လည်းဒုက္ခဖြစ်ကြောင်းသင်္ခါရလည်းဒုက္ခဖြစ်ကြောင်းကုသိုလ်ကံအကုသိုလ်ကံလည်းဒုက္ခဖြစ်ကြောင်းတွေပဲအမှုရသစ္စာထဲတဲ့တရားတွေဒုက္ခဖြစ်ကြောင်းကိုလည်းသိဖို့လိုတယ်ဒုက္ခဖြစ်ကြောင်းကြောင့်သာဒုက္ခဖြစ်ရင်ဒုက္ခကိုကြောင့်လည်းမဟုတ်ဘူးသူများကြောင့်လည်းဖြစ်အကြောင်းမှအကျိုးမှသိဖို့လိုတယ်အကြောင်းကပါလေအဝိဇ္ဇာတဏှာဥပါဒံသင်္ခါရကံတွေပဲအဝိဇ္ဇာတဏှာဥပါဒံသင်္ခါရကံစိတ်ကုသိုလ်အာဟာရဝိတုအာယုဖတ်တာယောနိသောမနတိကာရမျက်စိရဲ့အကြောင်းအာလောကနားရဲ့အကြောင်းအာဂတနှာခေါင်းရဲ့အကြောင်းဝါယောရှားရဲ့အကြောင်းအာဘောကိုယ်ရဲ့ထိတိတိရဲ့အကြောင်းကပထဝီအကျဉ်းဆုံးဝါယောပဲဒီအကြောင်းလေးကြောင့်သာဒီယုံနာနေဖြစ်တယ်အယုံနာနေဒီအနိစ္စဒုက္ခအနတ္တလို့ပရမတ်ဆိုင်အောင်ပြောကြည့်နေတော့သမ္မာဒိဋ္ဌိဉာဏ်မရဘူးလားသမ္မာဒိဋ္ဌိဉာဏ်ရပြီသမ္မာဒိဋ္ဌိဉာဏ်အကြောင်းရှိရဲ့အကျိုးမဲ့နောက်ပဲအကြောင်းနဲ့အကျိုးကိုမရှိတဲ့တရားသိချင်တော့အစွဲတွေကျအောင်တော့မှာအကြောင်းတွေအကျိုးတွေကုန်ပြီးတော့ဆွဲกินပြီးတော့နိဗ္ဗာန်និရောဓသစ္စာကိုမြင်လာမယ်និရောဓမြင်ရဲ့အတွက်သမ္မာဒိဋ္ဌိဉာဏ်ကိုပွားရမယ်သမ္မာဒိဋ္ဌိရပြီဆိုသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မတာဆိုတဲ့သမ္မာယုတ်ဆိုတဲ့မဂ္ဂင်ရှင်ပါစိတ်တက္ကနာတဲ့ဖြစ်ပြီးဆိုရင်တော့သောတာပန်ဖြစ်ဖို့ဒီကိနဲ့ဝိသိကိတသီလပဒပရမတ္တဆိုတဲ့သာယောဇဉ်၃ပါးကိုပဲအကြောင်းလေးကလုပ်ရဲဘုရားရဲ့အရိယာတော်ကသူတော်ကောင်းတွေဖြစ်ပါပြီဒါကြောင့်မို့ဘုရားရဲ့နိစ္စနဲ့တသီလကျင့်တဲ့သမာဓိကျင့်တဲ့ပညာကျင့်တဲ့ဆိုတာသီလသီကံသမာဓိသီကံပညာသီကံဆိုတဲ့ဘုရားရဲ့အဆုံးအမသာသနာတော်ကြီးကိုကိုယ်မှတည်အောင်နှုတ်မှတည်အောင်စိတ်မှတည်အောင်ကျင့်နိုင်ပြီဆိုရင်သီလကျင့်တဲ့သမာဓိကျင့်တဲ့ပညာကျင့်တဲ့ကျင့်နိုင်ပြီဆိုရင်ပညာကျင့်တဲ့အဆုံးအမသစ္စာလေးပါးတည်ပဲသစ္စာလေးပါးတည်ဖို့ရအတွက်သစ္စာလေးပါးတည်မှနိဗ္ဗာန်ရမယ်ဒါကြောင့်သစ္စာလေးပါးပြောကြိုးစားကြပါလို့တိုက်တွန်းပါတယ်နော်ဒါကမြတ်စွာဘုရားရဲ့အဆုံးအမတွေကအာဂင်ခိယလောက်တာရှိပါတယ်အာဂင်ခိယကိုယ့်ရဲ့ဒီသုံးဝတွေကကိုယ်ပေါ်မှာကြီးညိုကိုဘုရားဘာဝနာဖြစ်ဖို့လေးစားပြုဖို့ရတယ်ဘာလို့လဲသီလလို့တော့ဟုတ်လားသီလရမရှိသီလကာယကံဝစီကံကောင်းမှုကျင့်မှသာလေဒီကိုလိုချင်တဲ့အဲ့ဒီဘေကွေသီလတော်တိတော်ပတိတိသုတ်တာသီလရှိတဲ့ပုဂ္ဂိုလ်ရဲ့လိုဆန္ဒပူဇော်ပြီးပြည့်စုံတယ်သီလမရှိရင်တော့ကိုယ့်ရဲ့လင်းသုံးပေါ်တွေကချစ်ခင်မှုညီညွတ်မှုရနိုင်မှာမလားရနိုင်မှာအဲ့ပုဂ္ဂိုလ်ရဲ့ချစ်ခင်ညီညွတ်မှုကိုရလို့ရင်ဘာလို့မှလဲသီလနဲ့ပြည့်စုံနေပါဒါလေးနဲ့မကဘူးလောကီကုသိုလ်တွေကံဝိညာဉ်တွေရရင်လည်းသီလပဲနိဗ္ဗာန်မဲ့ဖို့နိဗ္ဗာန်မြင်ရတဲ့သောတာပန်သဂရအနာဂတ်မှာဖြစ်ကျင်တယ်ဒီသီလနဲ့ပြည့်စုံရင်လောကီလောကုတ္တရာပြည့်စုံပြီလောကီလောကုတ္တရာတရားမတရားဖို့တရားကိုလိုချင်ရင်ဘာလို့မှလဲသီလနဲ့ပြည့်စုံဖို့လိုတယ်သီလကအာဂိခိယသုတ်တံမှာညသောပြဟောတဲ့တရားကဒီအာဂိခိယသုတ်တံနဲ့ကျင့်ပါအဲ့လိုကျင့်ပြီဆိုရင်ဓမ္မဒါယတသုတ်တံရှိတယ်ဓမ္မဒါယတဆိုတာဓမ္မဒါယတဘေကွေဥရတနောအမိတဒါယတသောတေကံကြောင့်ရှိဆိုတဲ့အမိတဒါယကအမွေခံမှာလားတရားကိုအမွေခံမှာလားတရားအမွေခံပုဂ္ဂိုလ်ဖြစ်ပါတရားရဲ့သီလကျင့်တဲ့သမာဓိကျင့်တဲ့ပညာကျင့်တဲ့ဆိုတဲ့သီလတရားတွေသမာဓိတရားတွေပညာတရားတွေရှိပြီကဘုရားရဲ့အမွေရတာပဲဒါကြောင့်အမွေခံပုဂ္ဂိုလ်တွေဖြစ်ပါလိမ့်လို့ပဲဦးဇင်းတို့တိုက်တွန်းပါတယ်နော်တိုက်တန်တရားခံရပါ
ဒီကံဒီနဲ့နေတတ်ပါအမြဲတမ်းကိုယ့်အတွက်ကိုယ့်ကိုယ်ပဲဆုံးမသူများဆုံးမတာမကောင်းဘူးဘယ်သူဆုံးမတာကောင်းတယ်လဲကိုယ့်ကိုယ်ဆုံးမမှတည်းအမှန်တရားရပဲတာဝိကတရားကြီးကိုရအောင်လုပ်ပါတာဝိကဆိုတာဘာလဲအမှန်တရားနေပြအောင်လုပ်နော်ကောင်းတဲ့ကုသိုလ်လုံးကောင်းတဲ့ကုသိုလ်ကဘုကာယကံဝစီကံကောင်းဖို့မနောကံကောင်းဖို့ကိုယ့်ကိုယ်ဖြစ်ဖို့မလိုဘူးလားလို့တယ်ဒါမှမဟုတ်လည်းကောင်းတာမကောင်းတာကုသိုလ်အကုသိုလ်ဒီမလေးအလုံးမဟုတ်မစစ်တာဘူးဆိုရင်ကုသိုလ်လည်းမသိအကုသိုလ်လည်းမသိရဆိုတော့သမာဓိဉာဏ်ရမလားမရနိုင်ဘူးဒါကြောင့်မို့မိမိအတ္တတမ္မာပဏိတိဆိုတဲ့မင်္ဂလာတရားကိုအမြဲတမ်းဆောင်ရပါမိမိကိုယ်ကိုပါလဲကောင်းစွာထားတတ်ဖို့မလိုဘူးလားအဲ့လိုထားတတ်ပြီဆိုရင်ကိုယ့်အတွက်သာသနာ့အတွက်လည်းမကောင်းဘူးလားသာသနာ့အတွက်မဟုတ်ကြောက်လို့တိုက်တာအတွက်လည်းကောင်းတယ်ဆရာသမားတွေအတွက်လည်းမကောင်းဘူးလားကိုယ့်ဘုရားတဲ့ဆရာသမားဦးဇင်းတို့ကျေးဇူးရှင်ပေါ့ဒီဆရာတော်ဘုရားကြီးရှိတဲ့အခါမှာကိုကဘာလို့မှလဲဘာလို့မှလဲစံတန်ရရဆင်းပြအောင်တော့နေကြမှာပဲအလုံးမမနေဘူးဆိုတော့ကောင်းနေမှာမလားကောင်းနေဘူးတို့ဘုရားဆရာတော်ကြီးမရှိတဲ့အခါဆရာတော်ကြီးရှိတဲ့ငါလို့တော့မဟုတ်ဘူးမရှိတဲ့ကြိုးစားပြီးတော့အမျက်စာတို့ပြီးတော့အလုံးလုံးဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်မို့အလုံးလုံးပါလို့ပဲတိုက်တွန်းရတယ်နော်ဒါကိုတို့ကိုလုံးမှာပဲနော်သန္တာဝိရိယနဲ့အကုန်လုံးလုပ်ပါကိုယ်ပဲတိုးတက်ဖို့လုံးလို့ဟာနာဖြစ်မလားတိတိဖြစ်မလားဝိသေသဖြစ်မလားဒေဝေတာဖြစ်မလားအဲ့ဒါဖြစ်သွားပြီကိုယ်တော့သီလကျင့်နေတဲ့ဒါနလည်းကုသိုလ်တွေရုပ်လာပြီလို့ဟာနာပဲကုသိုလ်တွေတည်နေပြီလို့တိတိပဲကုသိုလ်တွေကိုတည်တရားမှာပဲလေဝိသေသဖြစ်ဖို့မလိုဘူးလားဝိသေသကနေပဲသွားမှာလေကိလေသာတွေပေါက်ထွက်နေတဲ့ကုသိုလ်တွေဖြစ်ဖို့မလိုဘူးလားအရှင်းရှင်းတက်တော့ပါဟာနာမဖြစ်ဖို့တိတိဖြစ်တယ်လည်းပြောဘူးလားတိတိတဲ့ဝိသေသဖြစ်ဖို့မလိုဘူးလားဝိသေသလည်းဘာလို့လဲနေဝေဒကိလေသာတွေပေါက်ထွက်နေတဲ့ကုသိုလ်တွေဖြစ်ဖို့မလိုဘူးလားအဲ့လိုဖြစ်ပါဘယ်လိုသိရမှာလဲကိုယ့်ကိုယ်ဖြစ်ပါတို့ကြမှုရှိမလားသို့မှုရှိသလားကိုယ့်ကိုယ်ပဲဖြစ်ပါနော်စီကံတွေတိုင်းနေပေါ့ဝိနည်းစီကံရှိတယ်တိုက်တာစီကံတွေရှိတယ်အဆောင်စီကံရှိတယ်စီကံတွေမရှိဘူးလားစီကံတွေတိုင်းလိုက်တာပါစီကံဆိုတာဘာလဲစီကံဆိုတာဘာလဲပြောနေအမရှိအောင်လုပ်ကြတာလေပြောနေပြီဆိုရင်တော့ကောင်းသေးလားတော့ကောင်းတော့ဘုရားကြောင့်ဘုရားကိုအတ္တတမ္မာပဏိတိမင်္ဂလာတရားကြီးပြည့်စုံနေကြပါလို့ပဲဘုရားတို့နော်ဩဝါဒပေးရတဲ့နောက်ပိုင်းမြတ်စွာဘုရားဆရာတော်ကြီးအမြဲတမ်းပါလေတရားညီကုန်းမှာတိုက်တွန်းချက်လေးရှိတယ်လေတိုက်တွန်းချက်လေးတွေကနားထောင်ပြီးတော့ပြီးပြီးတော့ကျင့်တတ်ဖို့မလိုဘူးလားဟိတ်တော်ကာမေပဝတိတုတန်တော်ခံပြီးရတိတကတေတုံဝေပြနုတိခဟောပပတိတာသူဝေလာဆိုတဲ့တိုက်တွန်းချက်လေးကတော့ဖို့တာလေနော်ဒါလေးကိုအဓိပ္ပာယ်ပြီးတော့ကျင့်ကြံကြည့်ပဲမကောင်းဘူးလားပဲတန်တော်သူတော်ကောင်းတို့ဒီသူတော်ကောင်းဖြစ်ဖို့မလိုဘူးလားသူတော်ကောင်းဆိုတာကဘုရားအရိယာပိစိကံနဲ့အရိယာຫນွယ်လောင်းကိုတို့ရှိကသူတော်ကောင်းတို့ဒီဘုရားအလောင်းပိစိကအလောင်းအရိယာသူတော်ကောင်းတဲ့အလောင်းတို့ဒီဂံဗီရစိတ်နကနည်းနည်းတော့ကြံဒီကြကုန်ဒီဖြစ်နည်းနည်းတော့ကြံဒီဆိုတော့နည်းနည်းတဲ့သဘောဒီကိုနည်းနည်းတော့ကြံဒီအကြံကောင်းဉာဏ်ကောင်းရှိရပုံဖြစ်၍အကြံကောင်းဉာဏ်ကောင်းရှိဖို့မလိုဘူးလားဂံဗီရစိတ်ဓာတ်ဖြစ်ဖို့မလိုဘူးလားဂံဗီရစိတ်ဓာတ်ဖြစ်ကြပြီဆိုရင်ကာမေဝိထုကာမကိလေသာကာမတို့ကိုဘာလို့မလဲဝိထုကာမကိလေသာကာမတို့ကိုဘာလို့မလဲဟိတ်တော်ပါဆုံးလို့နော်ကာမေရှိကပြုခံကုသိုလ်ကံတို့ဒီမှထောက်မှလက်ရောက်ရသာညာလာတဏိတဲ့ကြီးကြီးငယ်နဲ့နိနွယ်ရောယူကိုရောတို့ပိုင်သားတဲ့ကာမဝတ္ထုအစုစုတို့ကိုဟိတ်တော်ပါဆုံးလို့ပြီးတော့ဘာလုပ်တယ်လဲပါပဲသိသူလုပ်တယ်နော်ကိုကအဲ့လိုဖြစ်ဖို့မလိုဘူးလားဟိတ်တော်ကငါတို့ပိုင်ရဒီကာမတရားတို့ဒီအများနဲ့ဆက်ဆံဝိသေကဝိဉာဏ်တွေကမြောင်မြတကယ်ကိုကြောက်ကြတယ်မကောင်းဘူးလားကြောက်စရာတွေကောင်းတဲ့တရားတွေကို၍ဟိတ်တော်ကဆုံးလို့ကြပုံ၍နော်ပါပသိသူဉာဏ်ပြုတယ်တောထွက်တော့ကိလေသာနဲ့ထုတ်တဲ့တရားတွေကိုသွားလို့ပေါ့နော်ကဲပါပသိသူကရာဝတ္တတံပါဒဟုကိစ္စများများလူတော်ပေါင်းခွန်းတောင်ကိုလူတော်အောင်ကျုံ၍ယုံကံခက်က
ရှင်ဟန်နတိသာရှင်နဲ့ရှင်ဟန်ပြည့်တော်တက်ပြလေကုန်ကြီးတော်နေထွက်ပြီးတော့ဘာလုပ်ကြလဲကိုကတော်ကြောင်းတောင်းတောင်းနေပြီးတော့ဘာလုပ်မှာလဲအဲ့လိုစိတ်ကူးတွေမြင်ပြီးတော့ဘုရားဆိုင်တော့သူတော်ကောင်းတွေကျင့်တယ်တော့အတူခိုးဖို့ရအတွက်ဘာလုပ်ရမှာလဲဘုဒ္ဓကာမကိလေသာကာမတို့ဘာလုပ်မှာလဲစွန့်တော့ပဲစွန့်လို့ဖို့ရအတွက်ဘာလုပ်မှာလဲဉာဏ်ရှိကိုယ်ယောဂီတွေလုပ်နေကြပြီယောဂီဆိုတာဘာလဲကာမဌာန်နဲ့ယုံသန်းကြည့်ယောဂီအစစ်ဖြစ်ဖို့လိုတာအတုဖြစ်ဖို့လိုအစစ်ဖြစ်ဖို့လိုတယ်အလုံးနဲ့ရှင်တယ်သီလသမာဓိပညာဆိုတဲ့အလုံးနဲ့ရှင်တာကိုပါလဲယောဂီဟုတ်လားယောဂီဖြစ်ဖို့မလိုဘူးလားလိုတယ်ယောဂီဖြစ်ရင်တော့ကောင်းသွားပြီဘုရားရဲ့အဆုံးအမသာသနာနဲ့ဒီသွားပြီယောဂီဖြစ်ဖို့လေယောဂီအစစ်ဖြစ်ဖို့လိုပါတယ်နော်ယုံသန်းကြည့်ယောဂီကာမဌာန်နဲ့ယုံသန်းကြည့်ယောဂီအလုံးနဲ့ရှင်းနေတာသီလအလုံးသမာဓိအလုံးဉာဏ်နဲ့တဲ့ကုသိုလ်အလုံးတွေနဲ့ရှင်းနေတာကိုပါလဲယောဂီအလုံးမလို့ရင်ယောဂီအလုံးမရှင်းတော့ယောဂီဟုတ်မလားယောဂီမဟုတ်တော့ဒါယောဂီအစစ်ဖြစ်ဖို့လိုတယ်နော်ဒါရှင်းတော့သူတော်ကောင်းတို့ပါလဲတောထွက်ပြီးတော့တရားကျင့်ကြတယ်ဘလို့ဟုတ်လားတုံးဝေပြီးဆိုတာပါလဲတင်တို့ဒီလေတုံးဝေပြီးပါလဲဘောင်တော့နဲ့နေကြပုံတော့ရှင်ယောဂီယဟန်ယောဂီပြီးတော့နိုင်ငံသားတို့နိုင်ငံသားတွေပါလေယဟန်တွေယောဂီတွေပေါ့ယောဂီတွေတို့ဒီလီပဝိသေတဝါဘာလို့ပြိတ္တာတွေကိုနင်းထုတ်ပြီးပဝိသေတဝါဘုဒ္ဓဘာသာဘုရားမြတ်ကိုဘုရားရဲ့အကျုံးရုံးကန်ထွက်တည်ဖြစ်၍သူဝေဒနာပါလေချစ်ခင်တော်ဒီသီလရှိသည်ဖြင့်သူဝေဒနာသာမဏေသာမိဖုရားသုံးပင်ဘုံအတွန်းတို့ချစ်ခင်လေးစားသောသီလကိုယ်ဒီကိုယ်ကရှိရအောင်ဖြစ်၍တေထိုဘုရားအလျာပြည့်စုံကနဲ့အရိယာနွယ်လောင်းကိုယေရှုကသူတော်ကောင်းတွေကိုအနုသိက္ခာဟောပါလို့မလဲအတုလိုက်ခါကျင့်တတ်ရကိုကျင့်ငါမသွေပါလို့မလဲအားထုတ်တဲ့ဘုံလိုဘူးလားတိုက်တွန်းချက်တွေပဲရှင်းရှင်းတော့ကသူတော်ကောင်းတွေအရိယာဆိုင်တော့ဘုရားဆိုင်တော့အရိယာသူတော်ကောင်းတွေတွားထွက်ပြီးတော့ပါလေကိလေသာတွေကိုနင်းထုတ်တယ်လို့ဉာဏ်ယောဂီတွေလည်းကျင့်တော့ဖို့မလိုဘူးလားပါလေကိုနင်းတော့အောင်မလဲကိလေသာနဲ့တော့ပြီးတော့ဘာလို့မလဲသီလကိုယ်ဒီနဲ့ပါလေရှင်းတော့ကဘုရားလောင်းပြည့်စုံကဘုရားလောင်းအရိယာသူတော်ကောင်းတို့အတုလိုက်ပြီးတော့ဘာလို့မလဲကျင့်ကြံပြုဖို့အာရုံနိုင်ရဘုရားတော်ဘုရားတွေတည်လို့ဘုရားပါလဲတက်တာလေးပါပြီးတော့ပါလဲနိဗ္ဗာန်မြင်တာပဲပြည့်စုံကဘုရားလည်းတက်တာလေးပါပြီးတော့နိဗ္ဗာန်အရိယာသူတော်ကောင်းတွေကလည်းဘာဖြစ်တယ်လဲတက်တာလေးပါပြီးတော့နိဗ္ဗာန်ကိုညတာပဲနိဗ္ဗာန်ကိုဘုံဖို့ပဲနိဗ္ဗာန်ကိုပို့ရတဲ့တိုက်တွန်းချက်ပါပဲเนาะဒါကြောင့်မို့အတူခိုးတရားကိုခိုးဖို့မလိုဘူးလားရှင်းတော့သူတော်ကောင်းတွေရဲ့အကျင့်တွေကိုပို့ပြီးတော့ပါသီလကျင့်တယ်သမာဓိကျင့်တယ်ပညာကျင့်တယ်ပညာကျင့်တဲ့အကျင့်တွေဒါလိုသာသနာလည်းကိုယ်လည်းတည်တယ်သူများလည်းတည်တယ်သာသနာပြုနိုင်တဲ့နိုင်ငံခြားတွေများများပြီးတော့ကြိုးစားအားထုတ်ဖို့လိုပါတယ်နိုင်ငံခြားမှာဘုရားဘာသာကဘုရားခိုင်းတဲ့နေတဲ့ပုဂ္ဂိုလ်နဲလားများလားနေတဲ့အတွက်ကြောင့်များအောင်လုပ်ဖို့လိုတယ်ကိုယ်လည်းသာသနာပြုဖို့မှသာသနာပြုပြီးဆိုရင်တို့သာသနာမပြုဘုရားရဲ့အဆုံးအမတွေမရှိသေးတဲ့နေရာတွေကိုရှိအောင်လုပ်ပေးဖို့မလိုဘူးလားတို့ရဲ့ဒါကြောင့်မို့သာသနာမြန်မာပြည်လည်းမဟုတ်ဘာတော်ရတယ်မဟုတ်ဘူးမြန်မာနိုင်ငံလည်းညအောင်ကမ္ဘာလည်းညအောင်ကျင့်ကြံပြုဖို့အထုနေတဲ့သူတော်ကောင်းတွေဖြစ်ကြပါလို့ပါနေလို့ဟူ၍နော်ဆိုင်ဆန္ဒပြုတဲ့တိုက်တွန်းရင်နုမောရဏတော့ဘုရားခိုင်းတဲ့နော်ဘုရားရဲ့အဆုံးအမဩဝါဒတွေကိုသတ်စင်ကဘုရားပုတ်ဆုံးမတဲ့အတိုင်းကာယကံဝစီကံမနောကံကအောင်ကျင့်ကြံပြုလို့အထုနိုင်ကြ၍မတရားဘုရားနိဗ္ဗာန်တရားတွေကိုကြားရှိနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဆန္ဒပြုပါတယ်ရွေတို့မွေးနေ့ရှင်ဆရာတော်ရှင်သူများမှမန္တလေးဘောက်ဆရာတော်ဘုရားရှိခိုးဝါဒကိုဘာသာပြန်ပေးပါရန်ယုံကြည်လေးမြတ်စွာရှောက်ထားအပ်ပါသည်ဗျာ